ဒီဗီဒီယိုဖိုင်ကအမျိုးသမီးတွေအတွက်လာတာဖြစ်ပါတယ်။ Clip Plus နော်ဒီ Clip Plus ကဆိုလို့ရှိရင်အမျိုးသမီးတွေအတွက်ဘာတွေအဆင်ပြေလဲဆိုတာပြောပြပေးပါမယ်ရှင်။အခုအမျိုးသမီးတွေအများစုကဘိုက်ထဲမှာအသလုံးတွေတည်တာနော်ဒါမှဒီလိုမျိုးအသားတွေတည်တာအသားပိုးတွေခွဲစိတ်ရတာနော်ဒါလေးတွေအများကြီးအမျိုးသမီးတို့မှာ95%ဖြစ်ကြတယ်ဆေးရုံသွားပြီဆိုလို့ရှိရင်တအိမ်မှာသွေးခဲတဲ့တလုံးတဲ့တယ်နော်တအိမ်ကင်ဆာဥမကြီးကင်ဆာတွေဒီလိုမျိုးလေးတွေဖြစ်တယ်အဲ့တော့အဲ့ဒီလိုမျိုးအမျိုးသမီးတွေအတွက်ဒါ clip plug ကအရင်စီပြီးတယ်ပြီးခဲ့တဲ့ဘက်ကပဲ UK ကနေစူးရရှိထားတာဖြစ်ပါတယ်ရှင်စိတ်ချယုတ်ကြည်စွာနဲ့တောက်သုံးလို့ရပါတယ်ကဲဘယ်လိုမျိုးသမီးတွေအတွက်အစီအပြေလဲဆိုတာကိုကျွန်မအနည်းငယ်လေးပြောပြပေးမယ်ရာသီလာတယ်ဆိုလို့ရှိရင်သွေးသားမတက်ဘူးခန္ဓာကိုယ်တွေမှာယားနာတယ်เนาะအနှက်တစ်တွေရှိတယ်အဖြူစင်းတယ်ဘိုက်အောက်တယ်ဓမ္မတာမမှန်ဘူးရည်သေးရတနာတွေမထောကားဘူးပြီးတိတ်ကောင်းကင်ဆာတွေကောက်ွယ်ပေးတယ်ပြီးခန္ဓာကိုယ်မှာရှိတဲ့အနှက်အတစ်ချွေးအနှက်စပင်းအနှက်အဲ့ဒါခန္ဓာကိုယ်မှာရှိတဲ့အနှက်တစ်တွေကိုလည်းပဲပျောက်စေတယ်ပြီးမကြာခဏခေါင်းမူးတယ်မကြာခဏအေးအေးပြစ်တယ်เนาะခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတွေမညီညာတဲ့ခါကျတော့စိတ်ကြောင်ခြောက်ခြားတွေဖြစ်တယ်အဖြူစင်းတာမြင်ရတယ်အဲ့ဒါ clip plus အရင်ကောင်းပါတယ်ပြီးရင်ဒီမှာကျမက clip plus ဆိုလို့ရှိရင်လူကြီးကဘာပေါ်မှာရှိတဲ့လူကြီး6000ကနေ8000ကြားဆိုရင်တိတ်ခေါင်းပြည့်စာရှိလေးရှိတယ်အဲ့တော့ဒီလိုတိတ်ခေါင်းပြည့်စာတွေကိုကာကွယ်နိုင်ဖို့အတွက်အမျိုးသမီးတို့ကြီးတွေအတွက်မရှိမဖြစ် clip plus ရှိတကယ်တခုခုဖြစ်လာပြီဆိုလို့ရှိရင်လေဘယ်နေရာမှာဘယ်လိုဆေးဝါးတွေတောက်တော့ရမယ်ဆိုတာမသိဘူးဆရာဝန်တွေနဲ့ပဲအမြဲဆုံးတိုင်နေရတယ်အဲ့တော့အမျိုးသမီးတွေဟာအဖြစ်ဆွဲအာဟာရဟာမဖြစ်မနေတောက်တော့ရမှာဖြစ်ပါတယ်တကယ်လို့ဖြစ်ဆွဲအာဟာရတောက်သုံးထားတယ်ဆိုလို့ရှိရင်ပြစ်စာအစစ်တီမဖြစ်တော့ဘူးဆေးရုံဆေးကန်းပြရတဲ့အစစ်တီမဖြစ်တော့ဘူးကျမတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အမျိုးသမီးတွေက food supplement တွေတောက်ရမယ်ဆိုတာကိုတိတ်ပြီးဘူးလူတာတွေမရှိကြဘူးလက်မခံနိုင်ကြသေးဘူးပေါ့နော်တကယ်ဖြစ်တဲ့အခါကျရင်ဆရာဝန်စီမှာတိတ်ပေါင်းများစွာအကုန်ကြခံပြီးကုသတာမျိုးတွေကိုပဲမြင်ရတယ်ပေါ့ဒါဒီတပူးတန်းနဲ့ဆိုလို့ရှိရင်အမျိုးသမီးတွေမှာဖြစ်တဲ့ဝေဒနာအတွက်ကိုကာကွယ်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဘာလေးတွေအဆင်ပြေသေးလဲဆိုတော့လစဉ်တမတာလာတဲ့အခါကြလို့ရှိရင်စိတ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာကြောက်ကြီးဖြစ်တဲ့အိမ်မှာအတူတူရှိတဲ့အမျိုးသားတွေနဲ့ဆိုရင်အဆင်မပြေဘူးမိသားစုနဲ့ဆိုရင်အဆင်မပြေဘူးဒါတွေဟာအမျိုးသမီးတို့မှာဖြည့်လေးဖြစ်တာရှိတယ်အဲ့ဒါဘိုင်ကနေလာလဲဆိုတော့လစဉ်လာတဲ့ရာသီကနေပြီးတော့မှအမျိုးသမီးမှာဟော်မုန်းပြောင်းလဲတွေကြောင့်เนาะဒီလိုမျိုးလေးတွေဖြစ်ပါတယ်အဲ့တော့အမျိုးသားတွေဒါလေးတွေကိုလည်းစောင့်ဝယ်ပေးလို့ရပြီတချို့ဆိုလို့ရှိရင်လေဒီလိုမျိုးmenstruation ဖြစ်ပြီးဆိုလို့ရှိရင်တအားကြိုက်ခဲနာကျင်တဲ့အုပ်စုကလည်းတအုပ်စုရှိတယ်။နော်နေမနိုင်ထိုင်မနိုင်အောင်ကြိုက်ခဲတာတွေရှိတယ်။အလုပ်မသွားနိုင်တဲ့အထိဖြစ်တဲ့သူတွေအများကြီးရှိပါတယ်။ပြီးပုံပြပန်းပြဖြစ်တဲ့အထိအရင်ဆင်းတဲ့သူတွေလည်းရှိတယ်။ဒါဒီလိုလူတွေအတွက်ဆိုလို့ရှိရင်နော်ဒါပုံမှန်လေးဖြစ်သွားအောင်ထိန်းညှိပေးတာဖြစ်ပါတယ်။နော်ဒါမျိုးသမီးတွေမှာအရင်နာကျင်ခံစားနေရတဲ့အရာတွေအတွက်ကိုလာပြီးတော့ပြောပြပေးတယ်။နောက်တစ်ခုလိုဝဲချက်ကပါလဲဆိုတော့ကလေးမွေးပြီးသားမိခင်တွေပေါ့နော်ဒါသားသမီးရှိတဲ့မိခင်တွေဆိုလို့ရှိရင်ကလေးကနှုတ်ပြက်သွားပြီဆိုလို့ရှိရင်နော်ဒါအပြိုတယောက်လိုမျိုးပြန်ပြီးတော့မှတင်းရင်စေတယ်ရင်သားတွေတင်းရင်စေတယ်ရင်သားကိတ်ကိတ်လေးဖြစ်စေတယ်ပေါ့နော်ပြီးလို့ရှိရင်မွေးလန်းကျောင်းမှာနော်ဒါမွေးလန်းကျောင်းကျင်းစေတယ်မွေးလန်းကျောင်းမှာရှိတဲ့ပိုးတွေရရန်တာတွေလည်းပဲအစီပြေစေတယ်အနှက်သက်တွေလည်းကာကွယ်စေတယ်ပြီးရင်ကိုယ်လေးချိန်လည်း short ချရတယ်ပေါ့နော်ဒါလေးတောက်တယ်ဆိုလို့ရှိရင်ပြီးရင်ဒါကြောက်စရာကောင်းတယ်တချို့ဆိုသွေးပြစ်တာသွေးအပုတ်တွေအမဲတွေစိမ်းတာဆိုလို့ရှိရင်လည်းလောကဆိုရေးစရာမလိုဘူးဒီ clip plug ကနေပြီးတော့မှကောက်ွယ်ပေးတာဖြစ်ပါတယ်ကျမတို့ဒီထဲမှာရောင်းအားဘယ်လောက်ထိကောင်းလဲမကောင်းလဲဆိုလို့ရှိရင်เนาะဒီဖုန်းထဲမှာ clip plug ဆိုပြီးတော့ရိုက်ထည့်ပြီးရှာလိုက်မယ်ဆိုလို့ရှိရင်မျိုးသမီးတူတိုင်းကောက်သုံးကြတာကိုတွေ့ရလိမ့်မယ်เนาะအဲ့တော့ဒီ clip plus ဆိုလို့ရှိရင်ဖော်စားထုတ်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းတဘာဝတက်တီးတူတက်ဖူးတွေကြီးပဲထုတ်လုပ်ထားတယ်ဆိုတော့ဘေးထွက်ဆိုကြလုံးဝရှိမှာမပူရပါဘူးအဲ့တော့ဒီ clip plus ကိုမိတ်ဆွေတစ်ဖာတောက်ကြည့်ပါတစ်ဖာထဲမှာအလုံး30တစ်လစာပါတယ်ရှင်တစ်ဖာထဲမှာအလုံး30တစ်လစာပါတယ်ရှင်အဲ့ဒီတစ်လမှာတကက်ကုန်တာနဲ့ကောင်းကောင်းသိတာပါပြီလို့ကျွန်မအာမခံရဲပါတယ်ဒီကဘယ်ကနေထုတ်လုပ်ထားလဲဆိုတော့ဆက်ဆက်စမောကုမ္ပဏီကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့မှเนาะအခုဆိုရင် UK နိုင်ငံကနေစုစည်းရရှိခဲ့တဲ့ကျန်းမာရေးဝန်ကြီးဌာနကလက်ခံတဲ့ဖြစ်ဆွဲအာဟာရဓာတ်စာဖြစ်ချောင်းကိုเนาะsocial media အသီးသီးမှာလေးလာလို့ရတယ်ကဲဒါဆိုရင်သူ့ရဲ့အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင် Google နဲ့ YouTube တွေနဲ့ Facebook တွေမှာရိုက်ထည့်ပြီးရှာလို့ရတယ်ဈေးနှုန်းကကြတော့1200ဖြစ်ပါတယ်ရှင်တကယ်လို့ဒီဗီဒီယိုဖိုင်ကနေပြီးတော့တွေ့လို့ကိုယ်တိုင်လည်းသုံးချင်တယ်ကိုယ့်ရဲ့เนาะဒါတကယ်ချင်းပေါက်တင်းတွေကိုပြန်လဲပြီးတော့ရောင်းချချင်တယ်ဆိုလို့ရှိရင်တော့ကိုယ်စလဲဈေးနဲ့ရရှိမှာဖြစ်တယ်ရှင်အဲ့တော့ကိုယ်စလဲဈေးလိုချင်တယ်ဆိုလို့ရှိရင်တော့ hello တော့ဖုန်းဆက်လိုက်ပါ bye bye